မြစ်တာရေလိုင်းဖြစ်ပါတယ်ရေလိုင်းလေးကကန်းဆက်မှာလာပြီးရိုက်ခတ်တဲ့ဒိတ်တွေဖြစ်ပါတယ်ဒီဆိုမဲ့အဆိုရှင်လေးကတော့ပါရမီရှင်အဆိုရှင်တစ်ကလေးဖြစ်ပါတယ်သူ့ရဲ့အတန်ပါရမီနဲ့တီထွင်အားကောင်းတဲ့ဘလို့တီဆိုမဲဆိုတော့နာတော်တာဆင်ခန်းစားကြည့်ပါညီရဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါမောင်လေးမင်္ဂလာပါဟုတ်ကဲ့အသက်20ရွယ်ပဲရှိပါသေးတယ်ပထမဦးဆုံးပွဲဥထွက်မြစ်တာရေလိုင်းဆိုတဲ့နံပါတ်1သချင်းကိုဒီဆိုမှာဖြစ်ပါတယ်မောင်လေးရဲ့ဒီထွင်ဖန်တီးမှုအတန်အားနဲ့ပရိသတ်ကိုဖန်ဆပေးပါအောင်မင်္ဂလာပါဦးသိန်းတဲ့မြန်မာပြည်သချင်းကိုကျွန်တော်အတစ်တယောက်နေလဲဆိုတာအရင်ပဲကုန်ပါDown